牛力，这么多，拉鱼嘛。少年满地路，当年说变呀了，啊，哎，啊，你用晒的，喏，你用晒的，笑嘞，人家哎老嘛，过一这样子才什么，不是我把你晒的家好，လက်လိုက်ပေးတာနော်လက်လိုက်ပေးတာ 我对了，你看我这家了嘛，太好炫对了，哎，炫怕对嘞，炫怕我晒我啥嘞？这么马路里，没那大点呗，地面当初芦苇山来给我转，哎呀，俺老天天叫啥的呀？你来表我，လက်ပြုတ်တက်ခံလက်ပြုတ်တက်ခံ 哎，来表个谁？哎，来表个谁？就我们今天好多，老天家嘛，爸爸。ဘူးနေလို့ပါ ဒီဘက်လည်းလှုပ်လေ လာပြီ လာလိုက်လာပြီ မင်းကဘာလို့လဲစားသွားလို့စမ်း တကားလုံးစာရေးပဲလုပ်တယ် 啊，这样不干不怎么的，哎， တစ်ချက်ပဲ မောင်တော့ချလိုက်တာချက်တယ်ပဲနော် မောင်မူးနေလို့ပါမောင်မူးနေလို့ပါမောင်မူးနေလို့ပါမောင်မမူးရင်နိုင်မနိုင်ဘူးကောအဲ့ဒီခန်းအကြာကြီးပဲရိုက်ရတယ်အဲ့ဒီခန်းအကြာကြီးပဲရိုက်ရမိုးတီတာအပြင်မှာလက်ပြုတ်သွားတယ်လက်ပြုတ်တာကိုထုံးအောင်စီကဒီတိုင်းပဲထိုင်ကြည့်နေတာအဲ့ဒါပြုတ်ချင်နေဆိုပြီးမင်းထုံးအောင်စီမူပြီးနဲ့သူ့ကိုကြည့်ချောက်ကြီးချေနေအောင်ပါရက်ဆက်တကယ်ရက်ဆက်သွား ဝင်လာမှတည် တခွာလုံးဝင်လာမှတတိပြောင်းဝင်သွားတာတကယ်ပြုတ်မှန်းသိတာအပြင်ကလူကပြုတ်ဆိုကြတယ်ကိုကမကြောက် ဟုတ်တယ်နော်အားလုံးကြားတယ်ဂလောက်ဆိုလားဂလောက်ကြီး ကလောက်ဆိုပြီး အဲ့ဒါ အဲ့ခန်းထဲက မျက်နှာဇီးရွက်လောက်ပဲပြန်လို့ပြန်ထားလိုက် အဲ့ခန်းရဲ့တစ်ဆက်သေးခန်းကနောက်မှပြန်နောက်ပိုင်းမှာလာတဲ့ခန်းလေးနော်ကျွန်တော်အရက်ခွက်ကိုပြစ်ပေါက်ခွန်းဆုံးခွဲချလိုက်တဲ့အခန်းအဲ့မှာပြုတ်တာဒါတစ်ဆက်သေးခန်းဖြစ်မှာဒါကြတော့အရှိမပြထားပြီးသားနောက်မှပြန်ပြတာဆိုတော့လေနော်အဲ့မှာလက်ပြုတ်သွားပါတယ်လို့ အမတ်တရားပါပင်လုံစင်းကိုလည်းပူလိုက်ရတယ်အမတ်တရား နောက်တစ်စင်းကြည့်ကြမယ် စင်းကြည့်ပါမယ် လာပြီ ဘိုးတော်ဝါဖြစ်နေ ဘိုးတို့ လုံးကောင်းနေကြ ဇာနီ ဆက်လိုက်တာမောင်မောင်လေတော့သူတွေရနော်အထိတတိလေးစိတ်တွေတော့ကျင်တာ ကဲစုံအောင်ခလေးလေးသူကြိုက်တာမကြိုက်တာတော့လက်ကကိုင်တာ ရန်တော့ရဒီလိုလေးဆိုတော့သူကဒီလိုလေးဆိုတော့သူကတော့ ဘိုင်ပလိန် ဒီကခြေသားလက်သက်တော့ ဒီသားမဖြစ်သေးဘူး ဒီစားတကယ်ချစ်တဲ့လက်တွေ ပြေနဲ့တူတာ မှန်တကယ်နဲ့ဆိုင်နဲ့တွေ့လိုက်ရမှာအဲ့ဒါဆိုပွဲပေးသွားပြီ 哦，အဲ့ကလေးကအကျက်အစီနဲ့ तू ကအဲ့ကလေးကအကျက်အစီနဲ့ ဒီပါအောင်မမောက်တကယ်ချစ်နေတယ်ထင်တယ်အေးမဟုတ်ဘူးအဲ့ကလေးကတော့ဂျီရီရဲ့ဘာမှဂျီရီဖြစ်အောင်သူဆောင်နေတယ် ချစ်တော်နေလန်းတော့ အဲ့ကြမှာတတိယအဲ့ကြမှာလက်ပြန်ပြုတ်ပြလက်ပြန်ကိုင်တယ်ကိုင်တယ်ကိုင်တယ် ကျမရင်းသားတာတိုင်တိုင်လိုက်တယ်တော့ပြောပါမမရေမမေးရပြောမှမျောပါလေဘောမယူရ မောလည်းရော ဇာနီအာဇာနီ ပြီးတော့ဟိုမမပြောက်ပါ ဒီချာလောင်းချလိုက်တော့ မတရား training သင်ပေးတာပေါ့နော် right တိုက်တာလိုက်တာချွန်းနီအဲ့ဒါကိုချွန်းဟုတ်တယ်ဒါတရားသူကလုံးဝရှက်နေတာကောင်းလေးကအပြင်မှာလည်းမချွန်းတယ်ပါချွန်းတယ် မောင်လေးကိုဆွတ်တော့ အပြင်မှာသူချွဲတတ်ပါလေ မောလို့ကော ဒီမှာလည်းတဲ့ဟာအားလုံးပြီးတာလေး အဲ့လေ ရှက်ပြလိုက်ပြီဟုတ်တယ်ဘာလဲတော့ ဟောလိုက်တော့ ရပြောစနေပြီနော် လို့
သူကပေါက်တာသူကပေါက်တာ အော်အေး ဟာလေ ဘူးချက်ပေါက်ကြဒီနောက်ဆက်တော့တော့ သူကလည်း သူကြော်တယ်သူကြော်တယ် ဒါကတော့ snow sun နေစီနေနေစီ ကဲ ဘာလို့မညာလဲတော့တော့နူးရလို့လေ ဟာ ရှင်ကြီးနေမှာတော့တမီး ကြည့်လိုက်ပါကြာ ဒီလေးလိုက်မှန်သေးကောင်မလေး မထားတာဘွားလေးတိသွားလို့စုနေမှာပေါ့ကိုလေးစုဘူးတော့ငဲစောစောထားပြီးစာရင်ငဲလို့ စောနေနေတိုက်စော ကောင်းလဲတော့စတာလို့ ဟုတ်ပါ အေးစီလေတော့မနေနိုင်ထိုင်နိုင် တော့သူစိတ်ဆင်းရဲနေတယ်စာထိုင်လို့ ဩစိတ်ဆင်းရဲစာလို့ရ ကောင်းကြ တော့ကြောင်ကြောင် ဘယ်နဲ့မှမပြန်တာတော့နေဦးဒီ အာ ဟုတ်ပြီလားဒီနားခေါ်လိုက်ပဲလို့ပြောပါ စီးပေါက်တယ် မမရအောင်တကယ်ဒီလိုပဲနေတဲ့ရှင်ရောပါ ကဲ အရန်ကတ်တာပဲဝလေးသမီး စေ စေ နော်တကယ်ကြီးလိုပဲအေးလိုပဲ သမီးကလည်းကျန်လာပြီ စာတကွဲတော်နဲ့အားလုံးပြီးတော့မှာမဟုတ်လားခြေရလေစားတယ်လို့ကျန်တာအားလုံးရေးချင်းရှိ ဟာကောင်းလာပြီလား လိုက်တာ ဖေးနေနေ ကျန်နေ အဲ့လိုခိုင်းပြပါမယ်ဘောလနာပါတော့ပြီးတော့ပြောမှာဘူးကပို့ပြီးတိုးတက်မှာပေါ့ အေးရပါ ပါစတာ ရရပါတယ် ငါတို့ကပါလေ ရရအမှတ်များနေရမယ် ဒီကရမ်းဆိုရပဲ ချိန်လုံးချင်းပဲလုပ်မှာပါဟုတ်ကဲ့ သမီးမလို့ဆို နင်းစီအမြင်နဲ့ပဲကြည့်လိုက်နောက်ကတို့တာ အယောည ကြည့်ကြစောနဲ့ချက် ဒီဝိုင်းလေဒီပါလေမမတရားအဲ့ဒါအဲ့ဒါ တရားအစဟိုမယူလည်းတိတ်ပြီးတော့အဲ့တိတ်ပြန်မလုံနိုင်မှာစိုးရိမ်ခဲ့ပေါ့နော်ဒါပေမဲ့ဟိုမတ်ပုံတင်ပြီးတော့တေချာလေးကိုပြန် online သွားတယ်ဒိတ်ကရေးကြည့်အောင်တင်ပေးတာနော်အားလုံးကမပုံဘူးမရိုင်းတော့တင်ပေး မရတော့နောက်တဲ့တရက ခိုင်းတာ အားလုံးလာတယ်ဟုတ်ပါ လူရိုင်းတာလိုက်တာဘာလို့လို့ကိုယ်ကြီးတောင်းပါ မပုံတော့ပဲ အမဟုတ် အမရောပြီးတော့မဖြစ် ကိုယ်လုတ်တော့ပဲကိုယ် ညနေဘေးကူတီပေါက်တော့ ငဲ့အဲ ဟယ်လိုဒီတော့ဘူးမမအေးရဲ့တကယ်အေးရဲ့သူကြီးတို့တွေထားနေပြီလား မတရားကြရရုံနဲ့ကြားရရုံနဲ့ ချီတယ်သူက ခုတော့မှအဲ့စင်းကြောင်ပြောနေ ဟုတ်ပါ ကျန်စရာမင်းကပစုံကွာမျိုးဖန်တီးကြမယ်ဆိုပြီးတော့ လိုက်တယ်ဂျမနိုင်ရဆက် စတော့သူ့မောင်ရဲ့အန်အော်နေပုံနဲ့နော် ဟုတ်ပါ စနိုးဆောအားကြည့်တယ် ဆိုရနေပါပြက်သွားတယ်သူ့မောင်စီ အမျိုးစုံကျုံးကုန်တယ်ဝရီသွားပါနော် ရတော့သိချင်တာနော်ဘယ်လိုကလဲပေါ်နေတယ်လည်းမသိဘူးလာလေတော့လာလေတော့ဝိုင်းပါပေးရလေလားအဲ့ဒီမဒီရတယ်ဗေဒါခိုင်းလို့လောရတာ ကိုကပေါ်နေကြတယ် မမနေကြတယ် ကိုတူအောင် မောင်ကိုတုံးကိုနည်းနည်းလေးထပ်ပြီးတော့တို့တင်တာပြင်မှာတို့ရှော့တာပြင်မှာတော့သိနေ ဒီမှာဆရာပဲခေါ်ရတယ်ဆရာပဲခေါ်တယ်ဆရာပဲခေါ်တာအဲ့ဒါဒရိုက်တာရဲ့တင်ပေးတဲ့အတိုင်းပေါ့နော်အဲ့လိုပြောစီခြင်းနေစိတ်ပြောင်းလဲပြောင်းနေတာတောင်းလူကိုလည်းမခေါ်ဘူးအဲ့ဒါတော့အမေခိုင်းလိုက်ပြီမရသေးဘူးကိုက ခိုင်းလိုက်မောင်ခိုင်းလိုက်ဟုတ်ပါ ဟယ်လိုရမ်းရှက် အဲ့လိုအဲ့လို ကျွေးတော့ပြန် ဒရိုက်တာသူ့လည်းကြောင်သိချက်တာတော့ ကိုမျက်နှာပေးကြတော့ driver တခေါက်မပြောလိုက်တာပါဒီတခန်းလုံးကိုရဲ့မျက်နှာပေးနဲ့ပုံဖော်ရမှာဆိုတော့ဩ ခေါ်လိုက်တယ် ကတိပဲ အဲ့ကြောင့်ရဲရဲ သူလောက်တာနဲ့လေသူမျက်နှာပေးနဲ့ကျန်တဲ့တွေကဟုတ်တယ်ပလီတွေကဆိုပုံသိအောင်လုပ်လိုက်တာလေသူက ဘာလို့ဒီကောင်ဒီမှာကိုကြီးကစကားတစ်ခေါက်မှမပါတယ်ပါတော့သူရဲ့မျက်နှာပေးတစ်ခုနဲ့ဒိန်းနေတယ်ရောက် အားလုံးပလီနေ အနေလေးပါတယ်ဆို ရမ်းတော့တယ်တတော် ပေါက်လာတော့ပေါက်လာလားဟလာပေါက်လာ တော့
မင်းမြမိုး ညမို့ တနာဆရာလေးနော် အာဟုတ်တယ် ခြားသိန်းနဲ့ပြပါမယ် သိန်းနေ အေးအေးလိုက်ပါ နဲတာကိုအန်တီရဲ့ ဘယ်လောက်လဲတော့ ကျမနဲ့အကူများဒီကဲကိုမြတ်တာစင်မြတ်တာနဲ့ချက်ခဲ့ကြတယ်အဲ့ဒါကြောင့်ခွေမတ်တယ်ဆိုတဲ့စကားတော့မသုံးပါနဲ့ကျမဒီငွေတွေလည်းမလို့ချင်ပါဘူးအဲ့ဒါကြောင့်ကိုယ်ငွေတွေကိုဘာသာကိုယ်သာပြန်ကောက်သွားလိုက်ကြပြန်တော့ကောက်ခိုင်းပြီးရ နော်ချိန်နေ နေတမီလုံနေဆိုတာမသိဘူးလေနေအစ်စ်နေနေမမြင်ဘူးတော့ငွေတော့ငါပေးထားတယ်ငွေတော့ဘာတော့တော့တက်ကျမဒေါ်လာမဖြစ်ပြနာမလောက်ပါနဲ့လောကမှာပတ်စံတဲ့အရေးကြီးအရာမှာအများကြီးအဲ့ဒီထဲမှာ အဲ့ကြောင့်ထားခဲ့တယ် ကျမလောက်တက်တာ ခေါမလေးက ကျောင်းမှာကတ်နေလို့ ချစ်ကိုကိုးကွယ်ခဲ့တယ်လားမိန်းကလေးရဲ့ အာ သူ့နောက်ကသူ့ရဲ့အတိုင်းဝိုင်းသူ့ရဲ့ပိုင်ဆိုင်မှုကျမဘာလို့မှစိတ်ဝင်စားဘူး ဘူးလေးရတယ်ပြလိုက်တယ် အန်ဒီတို့ ဘောလေးရတယ်ပြလိုက်တာ အာကျောင်းမှာကတ်လို့ ရောရော မရတော့ အာ ပြည့်လိုက်ပြီ တဲ့ရိုက်မယ်ထင်တာလေ တဲ့ပဲ အဲ့ဒါဆိုရင်တော့ ပြန်ကတ် ပါရိုက်တဲ့အဲ့အခန့်ကိုမလုပ်တတ်တာ အာ ခနဲ့ရုပ်ကိုမလုပ်တတ်တာမမောရိုက်တယ်တကယ်ရိုက်တယ် အဲ့ဒါတကယ်ရေးလိုက်ရတာ ဟုတ်တယ်တကယ်တကယ်မရအောင်မရနောက်ဆုံးကျအန်ဒီဟိုရဲ့တကယ်ရိုက် အတူကအရင်အားတယ်အတူကလက်တံပြေးတော့သူ့ကိုမရိုက်ချင်ဘူးသူမျက်နှာလေးတေးသေးလေးနဲ့သူကအကရုပ်ကိုသူမလုပ်တော့ကဲတကယ်ရိုက်ပြီးလို့ လေးလည်းပြန်လို့ တကယ်ရိုက်လိုက်တဲ့အချိန်မှာပြက်တက်တဲ့မျက်နှာကလည်းကွာ ပါသွားပြီကွာဆိုတော့ ကိုရင်းရဲ့သား လာ ဩ တိုးစေးလာပြီ အော် မုန်းအောင်လေး တည်မဟုတ်တယ် ဒီတပြည့်အတန် သူရဲချစ်ပါတယ်ဗောသူရဲချစ်ပါတယ်ဗောမိုးနာကို တော့ရဲချလာတယ်ပေါ့ မင်းကအင်းညံဘောမွေးထားတဲ့သားဆိုတာခုချိန်မှာသိတယ်လို့မဖြစ်ဘူးဒါပေမဲ့မင်းဖေကိုတွေ့ကျင်တယ်ဆိုရင်တော့မင်းကငါကျွေးမွေးပြုစုစောင့်ရှောက်ပြီးထောက်ပံ့ထားတယ်ဆိုပြီးအိမ်ခေါ်သွားလို့ရတယ်မင်းဖေကိုတွေ့ရမယ်မင်းစားလဲကောင်းကောင်းတင်ရမယ် တကယ်ចောင်းထားပေးမှာမလို့လားစာကောင်းကောင်းတင်ရတကယ်ထားပေးမှာမလို့လား တော့ကြောင်းမမတက် ချစ်ချင်းမောင်လေး ချက်ချင်းမှာချက်ချင်း ဘာဖြစ်လို့လဲမင်းငါတို့အိမ်မှာလိုက်နေလို့ဆိုရင်မင်းရဲ့ဘဝကောင်းစားမှာ ဒါလည်းနေလို့ရှိရင်မမအိမ်မှာကြာလို့ကြာနေစလို့လေးပြီးဆုံး ဘုန်းတော်လေးကလည်း ချစ်ချင်တော့မိုးနှောင်းလေးစားလိုက် အိမ်မှာကြောက်ဘူးကောင်လို့ထွက်လို့သွားတယ် မင်းကလည်း မမကိုပြောပြထားလို့စိတ်ချပြီးနေ တနာ အိမ်တော့ခေါ်ကြအေးဘုန်းတော်ဟာပါသူမလိုက်ချင်တယ်မင်းငါတို့အိမ်လိုက်ချင်တယ်လို့ဖတ်တယ်လားမင်းကငါခေါ်တော့တယ် လည်းရိုက်ပြီးနေပြီ ဇလန်ပဲပြတော့မယ်ညီမရဲ့ မှန်နေရတယ်မှန် ဘုန်းတော်မကောင်းလို့တပြေတော့တပြေတော့ပြရတာပေါ့ ဘုနာစိတ်ချဘူး အော်မတရားအဲ့ကောင်းမှကျွတ်တွေ့တာလေဟမ်အဲ့လိုရကောင်းကျွတ်တွေ့ပါလားဟုတ်လားအဲ့မှာရိုက်နေနဲ့နော်နှစ်ယောက်ကအရှင်းမှာအရင်ရိုက်နေလို့ဟိုမူးဝင်နေလို့ဆိုပြီးတော့ကားကလည်းပတ်မောင်းနေတာအဲ့အိမ်သားမှာပဲ3-4ပတ်ဖြစ်နေပြီနော်အဲ့နဲ့ပတ်မောင်းနေနောက်ပိတ်ဆောင်လဲကြာရောအဲ့ဒါမှကျွတ်ဝင်နေတော့အဲ့ဒီမှာကိုကနောက်မှာအမကိုတယောက်တည်းရှူနေတဲ့အချိန်မှာကင်မရာတယောက်တည်းရှူနေတယ်ကိုကနောက်မှာပုံနေရတယ်ပုံနေရကားကလည်းကားမှာပဲနောက်လျှောက်လိုက်တော့ပုံနေလိုက်တဲ့အချိန်မှာကျွတ်ကကိုညက်ရှိတော့ပေါ်ရောက်လာအဲ့ဒါကြီးကိုမပြောပါစကြီးပိတ်ပြီးညှို့လို့ရတယ်ကျွတ်ဆိုတော့မင်းကိုညက်ရတယ်သက်သာရှိတယ်အတမလို့တော့ခြေထောက်နဲ့ဖိတာအဲ့အတွက်အော်မဒီကောင်ကိုပြီးတာဒီကောင်နဲ့ရပြီးနေကြပြီးတော့ကောက်ပေါ်ဆင်းတဲ့အားလုံးဝရုံးလုံးလာပဲပြေးတာကျွတ်ကရှိအဲ့ကောင်ကိုပါသွားတယ်အဲ့ဒါအမတ်တရားပဲ ငါ ဘာဖြစ်နေရလဲကြီး ဒီလားဘယ်တာချက်ပူပြီး
တိုက်တာကျန်အရှိပါဘူးလို့ရေဆိုဘာလို့ဖင်ရေဆိုလဲ ရဲစွတ်တာရဲစွတ်တာ အိုက်တယ်လို့ ဘယ်လိုစီရောဟဲ့ တော့သစ္စာတပြည့်တယောက်ကို cross တော့တင်တာ ဟုတ်ပါဘူးပြောတယ်ဟုတ်တယ် ဒီလိုဆိုဘလို့လုံး မိုင်း တပြည့်ထားလာတပြည့်စီစောတစည်းလိုပဲစီးလိုက်စောလိုက်စီးလိုက်စောဒီစားခါရီကြိုက်တာ ကားစင်ကြီးရလားရပေါ်တော့ မဟိတက်နေပြီမဟိတက်နေပြီဟိတက်နေပြီ ရှိတက်နေပြီပင်လိုက်ဟိတက်နေပြီ ထားလိုက်ပါတော့ သွားလိုက်နေနေသွားလိုက်တော့ နင်းမြန်သွားလိုက်တော့မသွားရတော့နေတော့ပဲသွားရတယ်သွားလိုက်တော့ ငါလက်ပါမီရောဒီနေ့ငါလည်းလက်ပါမီရောကောင်းမလေးရဲ့ရေရောပိတ်ဆို့ပါဒီစပတ်ရေရောပိတ်ဆို့ ငါအခုမှရှက်ပါဒီလိုရှိတာတော့မှာပဲဟုတ်တယ်လေဟုတ်ကဲ့ ဒီကျန်းတိုင်းနဲ့သူလည်း ဇမင်းမြို့ချတဲ့ခန်းအဲ့ခန်း ဟုတ်တယ်ဒီမှာပဲပြီးတာနဲ့အဲ့ဒီဟာတန်းစားတယ် အော်အဲ့ဒါ မမကြီးဟာဝါတယ်ဘာမှစား ဇမင်းမြို့ချတယ် မေးတာလို့ရှာအဲ့လိုပြောတာကြည့်ပြီးတော့ ဖြစ်နေလို့ မေးလာတာက ကဲကိုကြီးစိတ်တော့ပါလေပါလို့ ရိုင်းနောက်တစ်ခုလာသူလေကန်းကို တူလေး ဝတီထင်တယ်တိုးစေးမျက်စိရိုက်ကလည်းအဲ့လိုမျက်စိရိုက် ပြီးတော့ဝရီကကားကိုထဲလဲရောင်းလိုက်ဝယ်ပြီးတော့ တို့လာနေနေပေးဟာ တိုးချင်နေမျက်နှာပေးနေစတယ် တို့မှာဒီဘက်ကပြောရသူသိငွေသား အဲ့တော့ယူ ငါ သား တိုးဘက်ကပြောချင်တာပြောငါတိုးဖို့ မယူပါနဲ့ ဒီလိုလေးတွေ့ရုံနဲ့ပေါ့ တားတယ် ရရလာကြောင်ဝေးလာကားလေးဆက်မအောင်ပုတ်ခဲ့ပြီလား ဟုတ်ကဲ့ဟုတ်ကဲ့ဒီစီသားရှိပါဦးပါဖြစ်သွားပြီ ရဲကြီးချင်းချင်းခံတာဘာပြောရမလဲ ချက်ချင်း အဲ့ဝိုင်းနဲ့ ရဲနဲ့ချီရလို့ပြီးသွားတယ်။ဝတီကောင်းမောင်းနိုင်အခုကိုရိုင်းအိမ်ကိုပြန်ဖို့ပြရမှာ မမောင်းမယ်ကိုပြန်လာပါ ။အခုကောင်မလေးနဲ့ပြန်လာတယ်။ဝတီရှင်း အဲ့ ခေါ်တယ်ယောက်ျားလေးနော်တုတ်သေးမိပါ အဲကောင်းရပါဟာဒီဘယ်လိုဖြစ်ခဲ့လဲ မမကိုပလစ်ဖို့ဆက်သွားတယ်စတင်ပြီ အဲ့တို့ကဒီနေ့ညတော့ရမှာလေ ဟာလား ခေါင်းလုံးလေးနိုင်လေ ဟုတ်သားပဲ မာမတော်မီနဲ့နော် ဟေး မတိုးမီလို့ပါလာ ဟေး မတရားလေး ပြောဟမ် တော့လူတစ်ချက်တော့တယ်ပြပြ အဲ့လိုဒရိုင်ယာတော့ခိုင်းလို့ပြဿနာအဲ့ခံမှာတခြားတော့မဟုတ်ဘူးနှက်ခမ်းနေမနီလို့နှက်ခမ်းနေမနီလို့လေနှက်ခမ်းဆိုင်နေပဲရောက်ရောက်ဆိုလေဒီနီမဟုတ်ဘူးတရားမတော့လေသိုးပေးထားတဲ့အားလုံးကလေအနီပဲဟုတ်သူအဲ့အနီကိုမကြိုက်နေတာနောက်ဆုံးပဲရလဲဆိုအဲ့ဆိုင်ရကောင်မလေးတယောက်နှက်ခမ်းနေကိုအဲ့ဒါကြိုက်သွားတယ်သူရဲ့အနီပါအနီကောလည်းရှင်နေကူမကြိုက်ဆိုတယ်မကြိုက်ဘူးမကြိုက်ဘူးဆိုင်ရကောင်ကစစ်စစ်လေးကိုမှရပြီပြောပြ သူခလည်းနည်းအေးဆက်ဆက် တစ်ချက် ဒီမှာမော်လေးကဒီမှာ အဲ့တော့မားတို့လို့ရှင်စာရိုက်မားဖို့တာ ဟာစီလေးစီလာတယ်ဘာမှပါလိုက်တော့ ဘာလေးမေးရဘာဖြစ်လို့လဲဝိုင်ပေါ်တဲ့ကိုထည့်ရမယ်နော်တောက်လိုက်ပြီတော့ဟုတ်လေဒါလေးမေးရဘာဖြစ်လို့လဲတုံတော့ပါစိတ်သွေးလာလားခြေတဲ့တဲ့တိုင် ဟေး
ဘာမမလဲဆရာလေးဘာမမလဲနေပါလားငါအခုတည်းမမလို့ခေါ်နေတယ်အခုချိန်မမလဲဘီဂျီတလေးဘီဂျီတချင်းထဲကမမလို့ခေါ်ရင်နေတဲ့မှာပြောမစပေးမနဲ့ဆောင်း နည်းနည်းလေးထားပြလိုက်ပါတကယ်ဆွဲတာတကယ်ဆွဲတာ လားမင်းနဲ့မေးကပြီးတော့တကယ်ဆိုတော့မင်းလေးကောင်းတွေ့ထားပေးရတယ်သမီးတို့တွေမလို့ကောင်းလို့သမီးတို့တက်ပြီးဆွဲရ ကားရည် ဒီကောင်းတဲ့တရားတွေလိုက်ပါဆွဲလောက်တာနေရောမစီစိုက်လိုက်တာဆက်ဆရာကြီးစီစဉ်ပေးမှုရ ဒီကောင်းတဲ့ ဖျောက်တယ်ပါဖြစ်လေဖျောက်တယ်ပါမောင်ထဲမှာ ဒီကောင်းတဲ့ရှင်မလားဒီစိတ်ကလည်းမဟုတ်တော့ဘူးရိုက်မရဲ့ကိုတော့ရိုက်လို့ကောင်းလက်အိတ်တွေပဲဆွတ်ထားတာဟုတ်တယ်ရှယ်လို့ဆိုပြီးတော့တောင်းတာမကြောက်နဲ့ရဲ့ ကြောက်ဖို့ပါရရ ကြောက်ဖို့ အဲ့မှာအဲ့ကိုစိုက်ရဲအဲ့လေပြောပါဦးမတ်တက်ပြောပါဦးစနေဆွဲပိုင်းတဲ့ဆယ်လေး အဲ့တော့တင်းတဲ့ဘောအောက်ကနေနှခမ်းလက်ပြောရတိတ်ကလုံးဝလက်ပြောက်သွားနေလို့လေ လွတ်လပ်ရေးပွဲอ่ะ လေးပွဲဟွာလေပုံစားကြိုက်လို့ ပါဇက်နဲ့တိတ်ကို အဲ့ဒီချိုးတယ်လို့လားအဲ့ဒီဆိုပြီးတော့တော့နာမှာလိုက်ပြီးတော့ပါပြန်တာပေါ့နော်အဲ့ပြီးတော့အဲ့တော့မှလည်းရက်တာညနေအရန်ဆောင်းနေနိုင်ဆုံးလေးပါကြော်ပြီးရက်တော့မမလေးကျွေးပြန်နေကျွေးပြန်နေ ပြောတာတက်လာထွက်တော့မယ်မီးကိုအနဲ့အနေနဲ့လေလိုက်တာမျက်နှာစီးရလာပဲရှိတော့လားခိုင်းတာတော့တက်တဲ့ကြောက်မျက်နှာကူနေပြီအမေကကိုကြောက်တာလေကိုကလည်းဆက်ဆက်လွတ်တဲ့ခါကျတော့သူမျက်နှာထည့်တော့မယ် ကိုလုံးနေလို့သာပေါင်းတာအဲ့ချိန်မှာပေါင်းတာနေတော့မပေါင်းရတယ်ဟဲ့ဒီငါစုနေတယ်ကြောက်တော့ကြောက်တော့ပြောလို့အဲ့ဒါကတော့ကြောက်ဖို့နဲ့နော် မမေးတော့မှကျိုးရှိရတော့ပြန်တော့တာပါလေမကျိုးရရှိစပြန်တော့ ဒီ တာ စံဝန်ခမ်းမှာကျတော့တကယ်အမတ်တရားဖြစ်ခဲ့ပါတယ်တကယ်လဲမမစပင်ဆွဲတော့အေးမမတကယ်လဲမမစပင်ဆွဲတော့အဲ့ချိန်မှာကျတော့မုတ်ဝင်နေတော့အရန်ကြီးမနာအောင်အရန်ကြီးနာရလို့မခံစားရဘူးပေါ့နော်ဒါပေမဲ့အိမ်ကျရောက်တဲ့အချိန်တော့ဒီမှာတော်လေးတော့ဘယ်လိုဖြစ်လဲဆောင်းနေတယ်အဲ့ဒါအမတ်တရားကြီး ဆွဲတော့ဝေးတာစနိုး အချောက်တီကွာ ရရှာရှိ မေးကပြောလိုက်တေချင်မတင်မေးမပြော သူ လို့ အဲ့ဒီအင်ကြီးတစ်ထဲနဲ့ဟိုမှာလေးအမပြောရလို့ဘာမှမလုပ်ပါဘူး အိမ်လုံးအိမ်လုံး အမှန်တရားအောင်မြင်လို့တဲ့အဲ့ဒါကြောင့် ပြောပြရအောင် ရုပ်ရည်ရွယ်ဆောင်ကြ အမတရား တော့ အဲ့ပြီးတော့မခိုင်ဘူးတော့ဖတ်ပြောရတယ်သူ ဟောစိတ်ကောလာမလုပ်နဲ့ဟော နားထောင်နေတယ် တော့လေးပြောနားတော့နေတာနင်ငါ့မှာကြတော့ဘာလို့မရှိရငါ့ကြတော့ဘာလို့မကောက်ပဲပေးရလဲ သူအရင်အချက်ကန်နေဘိုးရောအချက်ကန်နေတယ်စမကန် မညီမချင်းနဲ့ချစ်ခိုင်ခဏမမေးရလေတော့မချစ်လက်မဆိုအဲ့လိုလက်နေတာတော့ ဒါဆိုမမဝီကရှုံးပေးဘူးပေါ့နော် ရှုံးပေးနေကြိုးစား အဲ့ဒါကိုစားလိုက်တာ ဆောက်ကုန်းပါ အဲ့ကိစ္စမှာထပ် အိမ်ကတော့တော်တော်ကျေပေလို့ပဲအိမ်သားချင်းရင်တော့အဲ့မိသားစုတော့မလွယ်ဘူး ဟုတ်တယ် ကြပြော မတ်တရားလေး ကြပြောမတရား မစနိုးစကား စနိုးလေးပြော စနိုးပြောစနိုးပြော မှာ ပြီးတော့အဲ့စင်ရိုက်တော့ဟိုဟာလေးမေးအမတရားဟာတာရောမရှိဘူးအရင် emotional ဖြစ်တယ်အဲ့မမဝတီနဲ့ snow ရဲ့ဂျားထဲမှာသူတို့မျိုးအရင်လေးချစ်တယ်တူတူထိုင်စကားပြောလိုက်ရင်အကုန်လုံးစင်ပြေသွားမယ်ဟာမျက်နှာချင်းတော့မဆိုင်ဘူးအဲ့မှာ
ကမေအရန်ခံစားရတယ်အခုပြန်ကြည့်ရင်လည်းငိုချင်တယ် မောင်လည်းအဲ့စမှာလည်းတကယ်လေးကြအဲ့လေးရလုံးဝဟိုလိုအတုသုံးတာမဟုတ်သူမမဝရီသူ့ကိုပြက်ပြီဆိုပြီးပြောတဲ့အချိန်မှာသူမိုးတယ်သူမိုးတယ်နားသမီးလေးလေ နော်မေမေဟုတ်တယ် အားပြီးတော့ပြန်တယ်အားစီးရဆိုပြန်သွားကြပြီလေနော် မမေရစလို့တော့ချစ်တယ် လုံးဆုံးရတဲ့အချိန်မှာပဲမမေကြီးကတော့ဟိုအောင်ချစ်တာမယ်လေးတဲ့မယ်ကြီးပါမှာသူကဟိုရအာကူဟာအဲ့လိုဖြစ်သွားအဲ့လိုရှိုးပြီးတဲ့တားပြီးရတယ်အန်ကိုကြီးကိုနေရတယ်ဒီလို ပါစီရတော့ချစ်ပါ နေရတယ်မမေရန်ချစ်တာကိုနေရတယ်ကိုနေရတယ်ဟုတ်တယ်ဟုတ်တယ်ကိုရဲ့ချစ်တယ်ပါ next scene ကဲပါနင်းတက်ကြီးပြီးအိုသွားတဲ့အချိန်ထိဒီအိမ်မှာ ဟုတ် ရှင်မလို့တော့ စိတ်ကိုရှာ တတရလုံးနေနိုင်အောင်ဆောက်ရှောက်ပေးနိုင်ပါတယ်တငယ်ချင်းလေးရဲ့ဟာ အဆောဘာလဲရိုက်စားလားရိုက်စား logic ရစီရပေါ့ အတင်း တရားမမတို့ညနေသားပေးရအောင်ကိုယ်ကောင်းယူပြီးတော့စကားပြောရရိုက်ဆိုင်လာလို့စုံမလိုက်တာလေမမောက်လေးဟဲ့အဲ့လိုတော့ကိုထင်းလိုက်တော့လက်ပါပြလို့လားနင်းလုံးနေတော့နင်းစီဒီအိမ်မှာချင်းချင်းပြဿနာမဖြစ်အောင်လို့ပြင်ထားကြတာ ဒီနာနေကြည့်ဒီနာနေ spray နေတာ မျက်နှာကိုကြည့် မမောက်လေးဘာဖြစ်လို့လဲ အေးဒီလိုတို့ကောင်းရှိနေပြီရတော့ ဟုတ်တယ်သိနေရတော့ ဘာလို့ကြတာပါလဲဒီခေါ်လာတဲ့ကောင်မပါရီတာနေလို့ပြနေတာပေးနေရလေမ တာလေညီမလေးညီမလေးတော့ပြေးကြည့်လိုက်တော့တာလား တက်လာဒါနောက်ဆုံးချက်ဖြစ်နေနော် အေး ကဲလွန်လာနှင်းစီလွန်လာ ဒါပဲမေး နင်းနေတဲ့စိတ်နဲ့ပေါင်းလို့လိုက်ရင်ရေရကြည့်ပါလေ အာမန်အာမန် နင်းစီကျဲတော့ပဲ တကယ်တကယ်ပေါင်းကြည့်လိုက်ပြီးတကယ်ကျန်ပါလေကျန် ကျဲရင်မတိုက်ဘူးကျဲရင်မတိုက်ဘူးမမလည်းကျွေးတာမမလည်းကျွေးတာပါမဝေးရ ဖတ်တယ်လည်းဝေးရ ဘယ်ဦးလဲ မကြော်အောင်ကြော်ရကြော်တတ်တယ်နော် ဒါကတော့ဒီကနင်းစီရစင်ပါနင်းစီရစင်ပါ အဲ့တော့ကိုပေါ့နော်ကိုတကယ်ဟိုငငယ်လေးကတည်းကအမချတော့ကြာ ချစေခြင်း ဟိုငငယ်လေးကကိုလုံပေးပြုစုခဲ့ရတဲ့ကိုရဲ့တကယ်ကအဲ့လိုနောက်တစ်ယောက်ပေါ့နော်ကိုမိတ်ဆက်ပေးလိုက်မှတည်တဲ့နောက်တစ်ယောက်နဲ့အဲ့လိုပြောမလဲအရန်ဟို chemistry မိပြီးတော့ကိုရှိရလို့တော့မတင်တော့ပါနော်အဲ့အတွက်တကယ်လဲဝမ်းနေရတယ် ကြော် ကောင်းတာပေါ့ ကောင်းမမရီလာကိုပြီးတော့ဝမ်းနေပါဟုတ်တယ်တပြေနဲ့စိတ်ဆိုးနေတော့ဒါစိတ်ဆိုးရဲ့မှုပဲရှိဒါပေမဲ့မမရီလာပြီးပြောတဲ့အခါမှာတကယ်ဝမ်းနေပါ ဘာလို့မမဝတီနဲ့နင်းစီရဲ့ character ကိုဘာလို့သူတို့နှစ်ယောက်ရဲ့ chemistry ပေါ့နော်သူတို့ဆရာတစ်ပည့်နှစ်ယောက်ကတအားတိုင်ပေါက်ညီတယ်မမဝတီမားနေအောင်မှဘယ်သူမှမရှိတော့နင်းစီရရှိတယ်အဲ့ဒါရုပ်ဆိုရုပ်တရက်နောက်မှပေါက်တဲ့ရွှေကြပဲချက်ချင်းသူကောက်တယ်လိုက်တော့နင်းစီရဲ့ သူကလည်းနင်းပြီးခေါ်လာပေးတာနော် ဟုတ်တယ် ဟုတ်ပြီပါနော် ဟုတ်လားတော့တကယ်တကယ် ဘာစားလဲ အချင်းစားတယ်ဟုတ်တယ်အမှန်ကနင်းစီကတော့ဖားလာတော့ကြိုက်လိုက်တာဟောတော့ရဲ့ချင်းလေးရဲ့ပေးမှာပေါ့လေရုပ်ချင်းတော့ပေါ့ ဒါလေးကဖားတာသူကကျန်းတိုက်တာမတူဘူး ဒီတော့ပါလေ အေးရောက်ပြကြတာရမှာဆို ဟုတ်ပါခိုင်တော့ next scene တမ်ဘူစင် အော်အဘိုင် တမ်ဘူစင် လူစုံထင်တယ် ဟုတ်တယ် တောင်းဆိုပြီးတော့ချက်ချင်းလောက်ချလိုက် မငယ်အိတ်တက်လာတဲ့စင်တွေကရမ်းကြီးရတာ ဟုတ်တယ်အဲ့ဒါစားကြည့်နေတာတော့ ဟုတ်တယ် ကာယနဲ့တက်လာရမ်းကြီးရ စိတ်ကတော့ပေါ့ ချီလို့အေးရအားလေးအိမ်မှာ ကိုဆွဲထုတ်တာ တော့နှစ်တင်ရတာ ဘုံနောင်လေးကကိုပြည့်သားခြင်းပါမစလို့ဘုံနောင်လာခေါ်တော့ဒီလိုမျိုးဆိုချက်ကြီးလို့ခံရစီမှာချမ်းနေတာပါ တက်တယ် မရ
မင်းတို့ကြည့် ပြရတော့ပြပါအားလေးဘာမှမဖြစ်ဘူး ဒါလည်းချင်နေလို့ ဒါလုံးချင်နေပြီ ဘိုးနာဘာတောင်းနေတယ်ရရပေးမယ် ကြောက်ပြီ ဘိုးတော်ရဲ့ ဘုံတော့ဟဲ့ သူလည်း အဲ့ခံကတော့တော်တော်ဆူဆူညံ့ညံ့ရိုက်ခဲ့ရလူဆုံးဆိုတော့ဒီတယောက်တက်လာမှတယောက်အတက်ဆင်းနေကမ်ညိရတာတော်တော်ကြာတော်တော်ညိရတာမမကြီးတက်လာတဲ့အချိန်စကားအဆုံးနေဓာတ်ပုံယူဖို့စကားအဆုံးနေအဲ့ဒီဟာတော်တော်ညိရတော်တော်ကြာအဲ့ဆင်းရိုက်တာမှုကိုလေမပြုတ်တော့အောင်ထိန်းထားရတာပါအားလုံးဟာအဲ့ဆင်ရတကားလုံးရဲ့ဒီလူအစုံပေါ့နော် ဒရိုက်တာတွေးမတော်တာကဲ ပြီးတော့အားလုံးကဒီစင်းဟိုကတင်းဆောင်ရမယ်ဆိုတော့မသိဘူး surprise ဘာဖြစ်လို့လဲဆိုတော့အဲ့ကောင်ကဇန်ညောကပြန်ပြင်လိုက်တဲ့ဟာပြန်ပြင်လိုက်တဲ့ဟာဆိုတော့အကုန်လုံးမသိဘူးအကုန်လုံးပါတယ်နော်မမကြီးဆိုမမကြီးကအဲ့တော့ရှူတင်အဲ့နေကကော်တိုင်းမရှိဘူးတယ်လေမရှိဘူးအမမကြီးလောက်ပါတစ်စင်းလိုက်ရိုက်မေးပါဆိုပြီးတော့အဲ့ဒါလိုက်တာအဲ့လိုရိုက်ချလိုက်အညံမိတ်ကလေးပြီးတော့ ရိုက်လိုက်ရအောင် အမေမြိုင်ဝါ ကောင်းပါအဲ့ခံတော်တော် ကိုယ်ကမျက်စိတင်ငယ်နားတင်ငယ်ရိုက်ကြရိုက်ကြ အဲ့ဒါတော့တော့နော်ဟုတ်တယ်စီသူဇော်ရဲ့ခံစားချက်ပေါ့မြေရုံဝဲတယ် ကိုရောပါ မတပြေရပြောတယ်စီသူစော်ရတယ်ဂျင်းသားလို့မပြောဘူးတဲ့ဂျင်းအိတ်ကြီးလေးဝတ်တယ် ကျင်းတယ်လို့လား ချင်းသားလေး ဂျင်းအိတ်ကြီးလေးဝတ်လာပြီ သူကောင်းတာသူသိတယ်တော့ဟာတကယ်မသားပါဘာသိချောင်း အမတီးတက်လာနေ တော့ကြာမသူဒါလေး ပြနေတယ်ပြနေတယ် ကိုကိုကြီးနဲ့ပို့တူတာ ဟိုကလည်းကာရီယာတူတယ်ဟိုကလည်းတစ်တော့တွေမှာဟိုလည်းဖြစ်ထားလို့တွေ့ရလေဒီအဖေနဲ့တပုံနဲ့ပဲပုံကန်လေးပါတစ်တော့တွေမှာဘာလို့တစ်တော့ပြိတ္တတွေဆိုအဲ့ဒီလောက်တာအဲ့ဒါလေးလည်းအဲ့ဒီဗီဒီယိုလေးတွေကအဲ့ပုံပါတယ်ဟုတ်တယ်အဲ့တော့မတ်ဆက်ပြေးတက်လာဘူးနာလီကပြေးတက်လာဟိုက်ကြိုက်တယ်အဲ့ဒါရရရ နောက်ပြီးဟို challenge is a terrible disease ဆိုလို့ရှိရင်တူမရင်းနဲ့ ဒီနေ့ကိုချိန်ထားတဲ့ဟာလေးတွေပေါ့နော် အဲ့ဒါလည်းပေါက်တယ် တကားလုံးကောင်းနော် မမီနေကြ ကိုကိုကြီးပြော ကိုကိုကြီး ကိုကြီးပြောကိုကြီးပြစ်သွားလိုက်ပါကိုကြီးတင်ပါဗျာဟုတ်ကဲ့ပါကျွန်တော်တို့ရမတ်အားလုံးစူးစမ်းထားတဲ့အပေါ်မှာစူးစမ်းမှုအလျောက်ကိုပဲကာရက်တာတိုင်းကိုရောဇလန်းကိုရောအားလုံးကြိုက်ကြတယ်ဆိုတဲ့အတွက်ဝမ်းလဲဝမ်းသာပါတယ်ပြီးတော့ဘယ်သူကိုမှပို့ပြီးတော့ကြိုက်နေတာမျိုးဘယ်သူမှပို့ပြီးတော့မှဟို negative points of view ကနေပြောနေတာမျိုးမရှိဘဲနဲ့လိုမျိုးဝေဖန်နေပြီးလို့ရှိရင်ချစ်ကြတဲ့ character လေးတွေပေါ်မှာမှအားမလို့အားမရလေးဖြစ်တာလေးတွေကို TikTok လေးတင်ကြတယ်အဲ့ဒါလေးတွေ့ရတော့လေကျွန်တော်တို့စူးစမ်းကြိုးလည်းနဲ့တဲပြီးတိလည်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လို့မမကြီးပြောပေးပါဦးရမတ်မှာအခုဆိုလို့ရှိရင်ပေါ့နော် character တယောက်ချင်းစီတိုင်းကိုပြည့်သက်ပြည့်ချိန်ပြီးတော့ID တွေလည်းနိုင်လောက်ကြတယ်ပြီးတယ်ဆိုတဲ့အခါကျတော့ပင်မန်းရကျိုးနဲ့တယ်ဒါအကုန်လုံးကဒီရမတ်စီးတစ်ခုလုံးမှာတူတယောက်တည်းမဟုတ်ပါနဲ့အကုန်လုံးကသူ့ character အကုန်လုံးထိမိနေတာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီရမတ်ကိုအားပေးကြတဲ့ပြည့်သက်တွေအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ရက်ဆက်လေးဖြစ်ခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်တောင်းနေတယ်နဲ့ချင်းလေးတက်တော့မှာကြွတယ်ပါဟိုဒရိုက်တာဟုတ်ပြောပါအဲ့ဒါပြောပါအဲ့ဒါပြောပါအားလုံးတော့ပြောပါအားလုံးရခေါင်းတက်တာဒီမှာလေအားလုံးခိုင်းတာသူအဲခံမှာပဲရမတ်ဘုံတို့ဒါဒီတစ်ဖက်လုံးမြင်တဲ့အတိုင်းပဲပေါ့နော်ဒါချစ်နဲ့စုံနေအောင်လို့ပြောကြဒီအဖွဲယူဘုံတို့တင်းမောရှိရှိနဲ့ဒါဒီလိုလှလာကြတယ်ပရိသတ်တွေလည်းအဘုံဆိုအများနဲ့ပြောတယ်တစ်ခုလုံးတဲလာပြီးဇက်သိမ်းကြလို့ရှိရင်ပြားရှိသွားတယ်လားအခုဒီတစ်ခါလုံးဝပရိသတ်တွေကျင်းတတ်တဲ့ဇက်သိမ်းမျိုးဖြစ်အောင်လို့ဘုံသေးချာလေးစူးစမ်းထားတယ်ပရိသတ်ကြီးရတယ်ပေါ့နော်ကိုကိုကြီးနဲ့ကန်းကောင်နဲ့ဒီပေါင်းဆက်ခြင်းကိုသူတို့စိတ်ကျဉ်တယ်လို့ထင်ပါတယ်သူတို့ဒါချစ်နေမှာပေါ့နော်တန်ရောစင်နဲ့ဖြည်းဖြည်းချင်းရှစ်ဆက်သွားတယ်ဆိုတော့ချစ်တယ်ပါလားတန်ရောစင်နဲ့ရှစ်ဆက်သွားကြတာဆိုတဲ့ခါကျတော့ဟိုဘယ်လိုပြောလဲဟိုပြစင်တာတော့ဒီကားတွေမှာအဲ့လိုမိသားစုတွေရဲ့စီလုံးချင်းပေါ့နော်ဒီရမတ်ဇာလန်တွေအစားဆုံးကြည့်ပြီးသွားရဲ့ဒါပရိသတ်တွေမိသားစုအချင်းချင်းချစ်ခင်စီလုံးစွာနဲ့
ရှိကြပြီဆိုရင်ဒါပုံရရကျိုးနှပ်ပါတယ်အားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ပြောပါတယ်မေးပြောလိုက်ပါမေးပြောလိုက်ပါမေးလူကြီးချရတဲ့သူတွေကလည်းဒါဒီရမဲဇလန်တွေယူကြည့်ပြီးသွားပြီခုနပြောသွားကြသလိုပါပဲတယောက်တည်းကောင်းလို့မဟုတ်ပါဘူးအကုန်လုံးကတက်ညီလက်ညီနဲ့ director ဥဆောင်မှုအောက်မှာဒီရှာလေးတယောက်ဆောင်ဝဲကြတယ်ဒါ casting ရွေးထားတာလည်းအရန်ကိုကွက်တီလဲကြတယ်စူးစမ်းခဲ့ကြတဲ့အတွက်ဒါပရိသတ်ကြိုက်တဲ့ဇလန်တွေယူတစ်ခုဖြစ်ရတာပါဆိုတော့တယောက်တည်းကောင်းတာမဟုတ်ဘူးအားလုံးကောင်းတဲ့အတွက်တရွဲလုံးပေါက်တဲ့အတွက်အားပေးကြတဲ့ချစ်ပရိသတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်လို့ပြောချင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ဒီရမက်ဇလန်တွေကြီးကိုစဆောင်ပြန်ကြည့်မယ်ဆိုရင် မဟာ application မှာကြည့်လို့ရနေပါပြီနော်ရမက်